မန်လေးကိုမသွားဘူးအားကြောင့်မို့ရန်ကုန်လာပြီးတော့ကိုမစပရိုက်လုပ်တာအများကြီးတော့မဟုတ်ဘူးနော်တိတ်မှန်တာပဲအများကြီးတော့မဟုတ်ဘူးနော်ကိုမပြရတယ်အားတော့မရောရတယ်လို့မလို့မောင်နှမရေတော့တောင်းစင်တာတိတ်ပြီးတော့တိတ်မှန်တာမလို့ပါဘူးမဲမနေ့ကသွားဆောင်နေတာ3နိုင်လောက်နေကိုမတော့တော့ဆောင်နေတာအကျမဝေးစားရဲ့စကားလေးစကားလေးတော့စပရိုက်ရဲ့ဘိမုံနေပြီးတော့လေ9ရက်ကိုကြော်လေးပေါ့နော်လက်လက်ဆက်ဆက်ပတိမတို့ကမန္တလေးကနေမှဒီနေ့ကြော်မနေ့ပြန်ဒီနေ့ကြော်ဒီနေ့ပို့ပေါ့နော်ဒီကတော့မနေ့ပြန်မှရောက်တယ်ပေါ့နော်အဲ့တော့အိမ်ရောက်ဝင်ရှေရတာပြန်ရောက်ဆိုအိမ်ရောက်ဝင်ရှေရပါတယ်ရန်ကုန်မန္တလေးအိမ်ရောက်ဝင်ရှေရပါတယ်ရန်ကုန်ပုံးဆိုရင်တော့966လေးလုံး3ညနေ966လေးလုံး3ည3မှာဖြစ်ဘာပစ္စည်းပဲနေအာမခံပါမယ်နော်အာလူကြော်9ရက်ကိုကြော်ပတိမစောတော့ကုန်နဲ့ပတ်သက်တာမှန်တယ်များအာမခံပါတယ်ရှင်းတောင်းယူပြီးတော့ပြင်ရှင်းပေးပါတယ်အခုဟာလေမန္တလေးမှာတအားရောက်ငောင်းတဲ့ဘိမုံဒါတပြူးဘိမုံစင်နော်3ရက်ခံနဲ့အာမခံပါတယ်ဈေးဘလောက်လဲမေးပေးနေကြလို့တစ်ချက်ကို1000မှာရန်ကုန်မှာအိမ်ရောက်ဝင်ရှေရပါတယ်မန္တလေးမှာလာလာမှာရန်ကုန်ရဆိုရပါတယ်ရှင်ရန်ကုန်အိမ်ရောက်ဝင်ရှေရပါတယ်ရန်ကုန်ဆိုင်ကြီးလိုင်းတရားဘောအောင်ကျော်တယ်ဘောအောင်ကျော်အိမ်ရအောက်ထိပ်ပါရှင်ပတိမလည်းရှိပါတယ်ကျေးဇူးတင်ပါတယ်မသိတော့နေပြီးတော့ရောက်ရင်ဘသူ့ကိုသတိရလဲနေပြီးတော့မြို့ကိုသတိရလဲနေပြီးတော့မြို့ကိုသတိရရင်ငပိကိုသတိရတာဟုတ်တယ်မလားမနေပြီးတော့ရောက်ရင်ဘသူ့ကိုသတိရလဲအော်ဒါတော့မင်္ဂလာပါပေါ့နော်နေပြည်တော်မင်္ဂလာပါရောက်နေပါတယ်ရှင်အဲ့မဲ့နော်ကျမမှာနေပြည်တော်သူဘသူကိုတတိယလဲဆိုသူကနေပြည်တော်မမမြင့်ဝဲတတိယပေါ့နော်ဒါမင်္ဂလာပါမှာသမင်းစားနေပါတယ်မင်္ဂလာပါသမင်းကရှဲမမိခင်အောင်ကြိုက်တယ်ဟုတ်တယ်မလားကြိုက်တယ်ဘာလို့လဲဆိုဒီမဲ့ကြည့်လိုက်ကျမတို့ရဲ့အကြိုက်တွေကဒီမဲ့ဒီလိုဟင်းကောင်းမလို့နော်ငပိရေချိုအတိုးမြုံနဲ့ပေါ့နော်ဒီနေ့ဆိုရောဒီလိုမြစ်ချိုဟင်းညိုရည်လေးရောအဟင်းအရေတောက်လေးရောအကြတဲ့မင်္ဂလာမှာကြိုက်တယ်နော်ရကြဟောပြုတ်လိုက်ပါရကြရဲ့သင်ငါ့ကိုစိတ်ဆိုးနေသလိုပဲဩဒါဘိမကိုစိတ်ဆိုးနေလားဆိုးပါဘူးမဆိုးဘူးဆိုနှခိုင်းရစူလို့ပါတော့ဒါကတော့ရပြစ်လိုက်ပြန်ချစ်လိုက်ပေါ့ဒါကတော့ရပြစ်လိုက်ပြန်ချစ်လိုက်ပေါ့စိတ်ရှက်ရကြရေးသားဒီမှာပေါ့နော်ဒါမင်္ဂလာပါသမင်းစားနေပါတယ်ရှင်ကျမတို့ရဲ့တငယ်ချင်းတွေဒီလိုပဲဒီရဟုတ်တယ်ဒီရမောင်လေးစိတ်ချမင်္ဂလာပါပေါ့နော်အသွားပြန်သူနားရင်နေပြီးတော့မှပဲနားပြစ်ပါတယ်နေပြီးတော့လည်းဘယ်မှမနားပြစ်ဘူးဘာလို့လဲဆိုတော့နေပြီးတော့မှတတိရတဲ့သူလည်းရှိသလိုဒီမဲ့ဒီကမင်္ဂလာပါငပိရည်သူနဲ့တိုးမြုပ်ပေါ့နော်အရန်ကြိုက်တဲ့အရာသာလေးပါကြည့်လိုက်သူကရှဲဆွဲကိုဘက်ကနေမှအဲ့လိုမျိုးမစားဘဲနဲ့ကိုလေဒီမှာပဲစားတာမကျမမာတွေစားတော့မှကြည့်စားတော့မှမနီးမနေပြီးတော့ရအောင်မသူတတိရလဲကပီးရဲ့ကျနဲ့သမင်းစားတာကိုတတိရပါတယ်တဲ့ဒီရလိုက်တာမြင့်ရဲ့ကဲရန်ကုန်ကအပြန်မဖတိမကားမောင်းပြီးပြန်လာတာเนาะအမြန်လမ်းမှာเนาะဖတိမဘာလို့မောင်းရတာတော့ဆိုဖတိမကိုစပို့တင်ပေးနေတဲ့အမားတွေရှိရเนาะနောက်မှပြမယ်ဒီမှာပါအဲ့တော့မကြောက်ကြဘူးလို့ပြောလားမကြောက်ဘူးเนาะမကြောက်မကြောက်လားမကြောက်လားကြောက်ဘုရားသာယူပြီးလိုက်တာမဖျားသားတွေဘယ်နှပုတ်ဆုံးပြီတော့ဥမရုံးကြီးချက်နဲ့လိုက်လာသမီးကြောက်လားသမီးပြောပါဇက်ကပြောတကယ်ချင်းမောင်းတာကြောက်လားဘယ်သူမောင်းတာတော့ဘယ်သူမောင်းနေရတော့တကယ်ချင်းပတိမှာအေးဟုတ်ပြီ